္ဂလာပါကျမအခုမြဝေမှာကတော့ပေါ့နော်မြတ်ဗုဒ္ဓအလိုချဘွားနေထိုင်နည်းနဲ့ပတ်သက်ပြီးတော့မြဝေမှာဖြစ်ပါလေရှင်အခုတို့စေတသိက်14ပါးကိုမြဝေနေတာဟာဆိုရင်ခုဆိုရင်ဆုံး3စေတသိက်ပေါ့နော်အခုတို့စေတသိက်ထဲမှာဆိုရင်နောက်ဆုံးစေတသိက်ဌိနာမိတ်တာဝစီကိစ္စဖြစ်ပါလေရှင်ဌိနာဆိုတာကကျမကအရင်ကထင်ခဲ့တာကဌိနာမိတ်တာဆိုတာအိတ်စင်ငိုင်းကြီးတယ်လို့ပဲထင်ခဲ့တာမဟုတ်ဘူးရှင်ဌိနာဆိုတာကကောင်းတာတွေလုံးရမှာနဲ့ပတ်သက်ပြီးတော့ပြင်းတာမကောင်းတာလုံးရမှာနဲ့ပတ်သက်ပြီးတော့မပြင်းတာကျမတို့လည်းဟာဆိုရင်တရားစကန်နဲ့သွားမယ်ဓမ္မစာပေတွေကိုလေ့လာမယ်ပြီးချိန်ကြတော့လေတရားတွေသွားပြီးတော့ပေါ့နော်တရားတွေနားကြမယ်ဆိုရင်အတ္တိကိစ္စတွေမှာဆိုကျမတို့တွေကဘာဖြစ်လဲပြင်းတယ်ဒီနေ့တော့မလိုက်တော့ဘူးပြင်မယ်နဲ့ငါတို့လည်းကလပ်သွားမယ်ပါသွားမယ်shopping နဲ့ထွက်မယ်ရုပ်ရှင်တွေသွားကြည့်ကြမယ်မုတ်တွေသွားစားကြမယ်ခီးတွေထွက်ကြမယ်ဆိုဘာဖြစ်လဲရှေ့ဆုံးကပဲနှစ်ခါတောင်ခေါ်စရာမလိုဘူးအဲ့ဒီအချိန်မှာကျမတို့ရဲ့စိတ်ကိုဘာကလွမ်းမိုးထားတာလဲဆိုရင်ဌိနာကလာရောက်ပြီးတော့ချဲလင်းနေတာမိတ်တာဌိနာမိတ်တာကအတွဲဆိုတော့မိတ်တာမလောက်ချင်ဘူးတဲ့ဘာတွေနဲ့ပတ်သက်ပြီးတော့မလောက်ချင်တာလဲဟောင်းနေတာနဲ့ပတ်သက်ရင်ကျမတို့မလောက်ချင်ဘူးဘာတွေနဲ့ပတ်သက်ရင်လောက်ချင်တာလဲမဟုတ်တာတွေနဲ့ပတ်သက်ရင်လောက်ချင်တယ်ဝစီကိစ္စတန်တရားဖြစ်တာကုသိုလ်ရဲ့အကျိုးကတကယ်ရောရှိလို့လားအကုသိုလ်ရဲ့အကျိုးကတကယ်ရောရှိလို့လားလို့မေကုန်းနဲ့မေးတတ်ကြပါတယ်ဟုတ်တော့လည်းဟုတ်တယ်ရှင်အခုခေတ်ကြီးမှာဆိုရင်လည်းပို့ပြီးတော့ကန်နေနဲ့ပတ်သက်ပြီးတော့တန်တရားဝင်စရာတွေကဖြစ်နေတတ်ပါတယ်တော်တော်များများကပြောကြလေမကောင်းတာလုပ်တဲ့သူတွေနေရာတွေရနေကြလဲမကောင်းတာလုပ်တဲ့သူတွေကြီးပွားနေကြလဲတိုးတက်နေကြလဲအဆင်နေပြေနေကြလဲကောင်းတာလုပ်တဲ့သူတွေကလည်းအဆင်နေမပြေကြအောင်ပို့ပြီးတော့ခက်ခဲလာကြလဲပို့ပြီးတော့ကြက်တဲလာကြလဲဒီတော့ကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုဒါဆိုရင်ကောင်းကျိုးတွေမကောင်းကျိုးတွေကဘယ်ရောက်နေတာလဲဆိုပြီးကံနေနဲ့ပတ်သက်ပြီးတော့တန်တရားတွေဝင်နေတာကိုတွေ့လာကြလဲဒီဘဝကောင်းအောင်နေထိုင်တာဟာနောက်ဘဝကောင်းဖို့တစ်ခုလည်းအတွက်မဟုတ်ပါဘူးတဲ့ဒီဘဝကောင်းအောင်နေထိုင်တာကဒီဘဝမှာဆိုရင်ကျမတို့တွေကဗာလဲပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါအပေါင်းအသင်းတွေနဲ့ဆက်ဆံတဲ့အခါအလုပ်တွေလုပ်တဲ့အခါပြီးတော့ကိုလည်းလိုက်ပြလောင်နေကောင်းအောင်နေထိုင်တာကတကယ်တော့နောက်ဘဝရှိတယ်ဆိုလဲဘာဖြစ်လဲနောက်ဘဝဆိုင်ရင်ကျမတို့ဒီဘဝကောင်းတာဖြစ်တဲ့အတွက်ကြောင့်နောက်ဘဝလည်းစိတ်ပူစရာမရှိဘူးအဲ့တော့လေကုသိုလ်ကျမတို့ကကံကိုတန်တရားဝင်တယ်ဟုတ်တာဗောရှင်ဌာနကချမ်းသာတဲ့အကျိုးကိုပေးတယ်သီလကကျမ်းမာတဲ့အကျိုးကိုပေးတယ်သမထကငြိမ်းချမ်းတဲ့အကျိုးကိုပေးတယ်ဝိပဿနာကလွတ်မြောက်တဲ့အကျိုးကိုပေးပါတယ်ရှင်ဒါနလုပ်ရင်တော့ချမ်းသာတယ်ဆိုတာမှန်တယ်ကျမတို့လူသားတွေအားလုံးကတော့လေချမ်းသာခြင်းနဲ့စိတ်ကလူတိုင်းရဲ့ရှင်ထဲမှာအပြည့်ရှိတယ်လို့ပြောရင်တော့မှားနိုင်စရာအကြောင်းမရှိဘူးဒါကြောင့်ကျမတို့လူသားတွေဟာလေဘဝမှာတရားသောနည်းနဲ့လေပစံတွေရှာကြတယ်အစစ်မပြေတဲ့အခါမှာမတရားသောနည်းတွေနဲ့လေပစံတွေရှာကြတဲ့အခါတွေရှိတယ်ကျမတို့ရဲ့ရှာဖွေမှုကတန်ရှင်းခြင်းမတန်ရှင်းခြင်းတရားခြင်းမတရားခြင်းနဲ့လေသက်ဆိုင်တယ်ကားကလေးမှာကျမတို့ရှာဖွေမှုတွေကပေါ့နော်ရှာဖွေလို့ရတာလေပတ်စံတွေကိုကျမတို့ဘာတွေအနေနဲ့ပြောင်းလဲကြလဲဆိုတော့တန်တရားကိုဒီတိုင်းငွေတော့ကြီးယူသွားလို့မရဘူးကုသိုလ်အနေနဲ့ကျမတို့ပြောင်းကြတယ်အလားကဌာနလေးလောက်ကြတယ်ဒါနကဟင်းချမ်းသာလေဆိုတော့ကျမတို့တွေလောက်ကြတယ်တရားတော်နည်းနဲ့ရတာလေပစ္စည်းဥစ္စာကိုကျမတို့လှူဒန်းမယ်ဆိုရင်ကျမတို့လေရလာမယ်အကျိုးကလည်းတရားတော်နည်းနဲ့ရှာဖွေစားတောက်ပြရတယ်ပေါ့နော်တရားတော်နည်းနဲ့ကျမတို့ချမ်းသာမယ်မတရားတော်နည်းနဲ့ရလာလေပတ်စံကိုကျမတို့လူတန်းခဲ့မယ်ဆိုရင်ဒါနရလာလေပတ်စံနဲ့ဒါနလေးလောက်ခဲ့မယ်ဆိုရင်ကျမတို့ရဲ့ဘဝမှာချမ်းသာဖို့အတွက်ဆိုရင်မတရားတာလုပ်လေချမ်းသာလေမတရားတာလုပ်လေချမ်းသာလေပဲဒါကြောင့်ねကံကိုကျမတို့တွေတန်တရားတွေရှိနေတယ်ဆိုတာကစာပေလေးလာမှုတွေအားနေနေတာရဲ့ဒီခါတလေကြောင့်တော့လေကျမတို့ရဲ့အသည့်တွေကမပြည့်သေးတာတွေကြောင့်ကံတွေကိုတန်တရားဝင်နေကြလားကျမတို့ကုသိုလ်ပဲလုပ်လို့အာကုသိုလ်ပဲလုပ်ပါဇောကတော့9ချက်ဇောတယ်ရှင်ပထမဇောကဒီလက်ရှိပထမဘဝမှာအကျိုးပေးလေ9ဇောမြောက်နောက်ဆုံးဇောကတော့ဒုတိယဘဝကိုအကျိုးပေးပြီးတော့အလဲဇော5ချက်ကတော့တတိယဘဝကစပြီးနိဗ္ဗာန်မရောက်မချင်းအကျိုးပေးပါတယ်ဘယ်အလုံးကိုပဲလုပ်ပါပထမဆုံးအချိန်လုပ်တဲ့အခါမှာတော့အလုံးရဲ့အတွေ့အကြုံမရှိတာလေရဲ့စတင်ပြီးတော့လုံရလာဖြစ်တဲ့အတွက်ကြောင့်အားမရှိဘူးလို့ပြောလို့ရတယ်ဒါကြောင့်ဒီဘဝမှာငါတို့လေးကုသိုလ်တွေကိုမွေးကလေးကစားလို့တိတက်တဲ့အချိန်ကလေးကစားလို့အခုထိအကျိုးမပေးသေးဘူးလားလဲဟုတ်ကဲ့အကျိုးပေးပါတယ်ရှင်ဒါပေမဲ့အကျိုးပေးတာအားနေပါတယ်ကျမတို့ကို
ကိုလေကျမတို့ရရှိနေတဲ့ဒီဘဝမှာရရှိနေတဲ့အကျိုးဟာဒီတဘဝတွေကလောက်တဲ့အကျိုးလည်းမဟုတ်ပါဘူးဒီဘဝမှာလောက်တဲ့ကုသိုလ်အကုသိုလ်ကံတွေရဲ့အကျိုးတွေကိုအတိတ်တွေကလောက်ခဲ့လေကုသိုလ်အကုသိုလ်ကံတွေရဲ့အကျိုးတွေကိုလာရောက်ပြီးတော့အားပေးနေလားဖြစ်လာရောက်ပြီးတော့အကျိုးပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ကံတွေကတဲ့ကောင်းတာလေးလေးကြုံတယ်ဆိုးတာလေးလေးကြုံတယ်ဟုတ်ကဲ့ရှင်ကျမတို့24နာရီမှာလေ24နာရီလောက်ကုသိုလ်မလုပ်ဘူးရှင်24နာရီလုံးနဲ့အာကုသိုလ်လည်းမလုပ်ပါဘူးကုသိုလ်လေးလုပ်တဲ့အချိန်တွေလည်းရှိတယ်အာကုသိုလ်လေးလုပ်တဲ့အချိန်အာကုသိုလ်လေးဖြစ်တဲ့အချိန်တွေရှိတယ်ဒါကြောင့်ကျမတို့ရဲ့ဘဝမှာကံတွေကအကျိုးပေးလာပြီဆိုရင်ကောင်းတာလေးအကျိုးပေးလိုက်မကောင်းတာလေးအကျိုးပေးလိုက်ဟုတ်မဟုတ်ဆိုလားတေချာလေးပြန်စဉ်းစားကြည့်ပါရှင်ဒါကြောင့်နဲ့ကံတွေကိုတန်တရားမဖြစ်ကြပါနဲ့ကျမတို့ကလည်းကောင်းတာလုပ်တဲ့အခါလေးများမယ်ဆိုရင်ကောင်းကျိုးတွေဘဝမှာကြုံတာများမယ်မကောင်းတာလေးလုပ်တာလေးများခဲ့မယ်ဆိုရင်မကောင်းတဲ့ဟာတွေအကျိုးပေးမှာမယ်ရှင်ဒါကြောင့်ကံတွေကိုတန်တရားမဝင်စေခြင်းမူချို့လူတွေကအခုခါမှာကံတွေကိုတန်တရားဝင်နေဘာသာလေးပြောင်းကြလဲဟုတ်ကဲ့ရှင်ဒါကိုယ့်ရဲ့ခံယူချက်နဲ့ကိုပါပဲရှင်ကျမတို့ကအာကုသို့ရှိရုံနဲ့တဲ့လူတွေကအာကုသို့အလုပ်တွေကိုလုပ်တာလားဒုစရိုက်တွေကိုကျူးလွန်တာလားလို့မေးရင်တော့မဟုတ်ဘူးရှင်လောဘရှိတိုင်းလောဘကြီးတာမဟုတ်ပါဘူးဒေါသရှိတိုင်းလည်းဒေါသကြီးတာမဟုတ်ပါဘူးမောဟရှိတိုင်းလည်းမောဟကြီးတာမဟုတ်ပါဘူးဒါဆိုလောကလူတွေဘာဆောင်မကောင်းတာလေလောက်ကြတာလေတရားမင်းကလည်းဖះကိုမေးပါတယ်အရှင်ဖျားတပည့်တို့ရဲ့ဘဝမှာရန်ညိုးလေကင်းကျင်နဲ့ဒဏ်နဲ့ကင်းကျင်နဲ့ရန်သူတွေကင်းကျင်နဲ့စိတ်ဆင်းရဲခြင်းနဲ့ကင်းပြီးတော့အမျက်ထွက်ခြင်းနဲ့ကင်းပြီးတော့ဘဝမှာလေအေးဆေးဆေးနေခြင်းပါလေဒါပေမဲ့အရှင်ဖျားအဲ့လိုနေလို့မရပါဘူးရန်ညိုးတွေတယောက်နဲ့တယောက်ထားကြလဲပြစ်ဒဏ်တွေတယောက်နဲ့တယောက်ပေးကြလဲရန်သူတွေရှိနေကြလဲစိတ်ဆင်းရဲခြင်းနဲ့ကြုံနေကြလဲဒေါသလည်းထွက်နေကြရတယ်အဲ့ဒါဘာကြောင့်မှလဲဖျားသိကောင်းတဲ့မိကိုမယ်ရှင်ကျမတို့ကိုစားမေးပေးတာမကောင်းတာကိုလေလောက်ရတဲ့အကြောင်းမကောင်းတာလုံးမှုအကြောင်းနေပေါ့နော်မကောင်းတာလေလောက်ရခြင်းကျမတို့အာကုသို့တဲ့ဒုစရိုက်တဲ့ဆိုတာအရန်ကရောလောက်တာမဟုတ်ဘူးရှင်အာကုသို့ဒုစရိုက်ကအာကုသို့တို့အရန်ကရောလောက်တာမဟုတ်ဘူးရှင်ဘာကြောင့်လဲဆိုရင်အခန့်ရှိလို့ပါအခန့်ရှိတဲ့အတွက်ကျမတို့ဘာမဆိုလုပ်တယ်အခုဆိုရင်စိတ်ကိုခြေလေလာကစေတသိက်တွေရဲ့သဘောတရားကိုသိထားမှတော့အော်ငါ့ကိုပဲစေတသိက်ကလာရောက်ခြေလေနေပြီသူ့ရဲ့သဘောတဘာဝကဒီလိုရှိပါလားအခန့်ရှိအောင်တတ်နဲ့တော့ဒီအခန့်ရှိအောင်တတ်နဲ့လောက်ကြလားမဟုတ်ဘူးရှင်ဒါဆိုဘာကြောင့်လဲနောက်တစ်ချက်ထပ်တိုးမယ်ဆိုအာယောနိတော်မနတိကာရစိတ်ကောင်းမရှိလို့ရှင်စိတ်ကောင်းမရှိရင်လည်းဒုစရိုက်တဲ့ကျူးလွန်ဖို့လွယ်ပါလေအတိမရှိရင်လည်းဒုစရိုက်တဲ့ကျူးလွန်ဖို့လွယ်ပါလေဘာလို့စိတ်ကောင်းမရှိလာလဲအိတ်တာနဲ့ mystery ရတဲ့ကြောင့်ပါလေတထဝါလေးဟာကိုထက်တာရင်မနာလိုတဲ့စိတ်တွေမွေးကြပါလေကိုမှရှိတဲ့အရာတွေကိုမျှဝေဖို့စိတ်ကူးမရှိကြဘူးကိုမှရှိရင်တိမ်ထားလဲသူများမှရှိရင်တော့သွားစားတယ်လိုချင်ကြတယ်ရန်နေဖြစ်တဲ့အပြစ်တွေပေးတယ်စိတ်တွေဆင်းရဲတယ်လေဒေါသလည်းဖြစ်စေတယ်ဘာလို့မြန်ဘဝမှာမငြိမ်းချမ်းတာလဲဖြစ်စေတာလဲဘာလို့မြန်ရန်ဖြစ်တာလဲဘာကြောင့်မြန်စိတ်ဆင်းနေရဲနေတာလဲဆိုအဖြေကတော့အိတ်တာ mystery ရာကြောင့်နဲ့ဘဝမှာအာယောနိတော်မနတိကာရနှလုံးသွင်းမကားမှုလေးနဲ့ဒီအာကုသိုလ်စေတသိက်ဆိုတဲ့တက်ခန့်လေးရှိနေလို့ပါပဲရှင့်ကျန်တဲ့ဟာတွေကိုကျန်တဲ့အပိုင်းကိုနောက်မှပဲဆက်လက်မျှဝေမှာဖြစ်ပါလေရှင်ကျေးဇူးတင်ပါတယ်